နေ့ကတော့ကျွန်တော်တို့တောင်ကြီးမြို့ကပေါ့နော် Sharing Me College မှာ Mobile Photography Sharing လေးတော့လုပ်ပေးဖို့ရှိတယ်ပေါ့နော်ကျွန်တော်ဒါဟိုပုံမျိုးကိုရောက်နေတဲ့အခါမှာကျွန်တော်ဟိုပုံကကျွန်တော်ရဲ့တင်နန်းသားတယောက်ရဲ့ဒါမိတ်ဆက်ပေးမှုနေပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာလည်းအကြောင်းသားလေးတွေဓာတ်ပုံပညာကိုစိတ်ဝင်စားတဲ့အကြောင်းသားလေးတွေရှိတဲ့အတွက်ကျွန်တော်တို့သွားပြီးတော့ကျွန်တော် Mobile Photography Sharing လေးအားလုံးတော့ပြုလုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ရောက်ခိုင်းပေါ့နော်ဟိုကျွန်တော်တို့တောင်ကြီးကိုဟိုပုံကနေတော့သွားနေပါပြီနောက်မှာတော့ဖိုက်တာလေးပါသွားတယ်ပုံမှန်တယောက်ပါပါသည်ပထမပိုင်းပြီးတော့ပါပြီ။ကျောင်းသားတွေတော့စိတ်ညစ်သွားတဲ့ပုံပါပဲ။ဟော။ဟောတော့စိတ်ညစ်။တမင်းစားနေကြတဲ့ပုံပါပဲ။ဟုတ်ပြီလား။ကြည့်လာ။လိုက်ပြီပြန်နေလိုက်ပြီလား။ Stop လား။ငါ့ကိုကြည့်ပါစတိက။ Stop လား။ဒီမှာ။ဒီဖက်နေ photo ရိုက်ထားမယ်လို့။ Stop ပြီလားဘယ်နာမှာ။ဟဲ့ဒီကလာတာဟာကြည့်နေတာပါနော်။ငါဘလော့ကလောက်စီအေး။ကျမတို့ပြီးရိုက်နေတယ်။အကြည့်ရိုက်ပြီးတော့တဲ့ငါကြည့်နေတာအချစ်ဖို့ကောင်းမှာ Say hello ဆုခါ မိုက်ဆုံးခါ အခုကတော့ကျွန်တော်တို့ဒီနေ့ချိန်ရီ college မှာ photography sharing section နဲ့ပတ်သက်ပြီးတော့အခုဒီလက်တွေ့ပုံမှာရိုက်နေတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျမတို့အခုဒီမှာဒီနေ့ကြခင်းကြီးမှာလာပြီးတော့တပ်ပုံ training ရနေကြပါလေဒါတော့ဘိုင်ဝမ်ကိုချင်းကိုခင်တို့တွေပြီးပြအောင်ဖွင့်သွားပြီချီရေခွင့်ရအောင်ယူရတယ်လို့ပေါ်ဒီပါအဲ့ဒါခဲ့ပေါ်ဒီပါမပြောချင်လို့ကြည်နေတာပေါ်ဒီပါပြီးထားခဲ့ပါ